When your heart is racing at the speed of light, and you feel like you got nowhere else to go. No, I hold you till the sun comes in the morning light. Yeah, I'll keep you safe, I'll never let you go. ဒီနေ့ကျွန်တော်ကတော့ဒါတင်မဟုတ်မှာစပင်းညှပ်မှာဖြစ်ပါတယ်ကျွန်တော်ကိုစပင်းကိုအိန္ဒိယအကိုတယောက်ကညှပ်ပေးနေတာဖြစ်ပါတယ် Okay ဆရာအဲ့ဘုကဆောင်ကြည့်ခုံးလဲ ready လားစပင်းညှပ်လိုက်ပါဦးမယ် ညှပ်ပြီးတော့ပါပြီနောက်ဆုံးတော့စပင်းညှပ်ပြီးတော့ပါပြီဆိုပါဦးတက်ရလေးတော့ရှိပါတယ်ကျူဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်တင်မောမှာလုပ်မဲ့ပါတီကိုကျွန်တော်ခေါ်သားမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်လိုက်ရအောင်barbecue space ကဒါဒီတက်မှာပေါ့နော်ဒီတက်မှာဆိုတော့ကျွန်တော်အထက်ကဒီတက်ဆိုတော့တစ်ထပ်ပဲလမ်းလျှောက်လိုက်ပါမယ်လမ်းမှာဒါပချီကားကြီးပေါ့နော်ဒါဒေါ်လာဘီလီယံနဲ့ချီပါတယ်ဟယ်လိုပါတီရမစားရသေးပါဘူးစောင့်နေရအောင်ပါပဲကိုလုံးကမှပြင်းလုံးဆင်းလုံးပေါ့နော်ကျွန်တော်ရောင်းနေပါတယ်ဒါတော့ဂျာကူစီဖြစ်ပါတယ်ရေတော့မဖြစ်ရသေးပါဘူးဒါတော့ဂျာကူစီကိုရေမဖြစ်ခင်ပြင်ဆင်နေရအောင်ဖြစ်ပါတယ်Hello, Mita Bachchan juga. Halo, Mita Bachchan. Yes. ကျွန်တော်လူလိမ္မာဆိုတော့ကိုလာပဲတောက်ပါတယ်Some announcement you made, right? No. Anna, what are you talking about? I don't know.
Chong, what are you watching? I watch basketball, you see. Basketball. Oh, you see? not girls. Nothing else. Ah, okay, good boy. Ah.